အားလုံးပဲမင်္ဂလာပါရှင်အခုကတော့ Telegram မှာလူတည်နေတဲ့စာပုံနည်းလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင် Telegram မှာကိုချစ်သူကိုကောင်းမလေးဖြစ်ဖြစ်အပြင်လူပဲဖြစ်ဖြစ်ပေါ့နော်စာပို့ခြင်းနဲ့ဒါပေမဲ့မနေ့တိုင်းမှာ Good morning တော့ဘာတော့ပေါ့နော်ပို့ထားခြင်းနဲ့ဆိုလို့ရှိရင်ကိုကမအားဘူးမနေ့ထားမအားဘူးကိုကမနေ့ပိုင်းကြလည်းမအားဘူးစာလည်းပို့ခြင်းနဲ့ဆိုလို့ရှိရင်ဒီနည်းလမ်းလေးကိုလုပ်ထားပါရှင်အဲ့တော့အရင်ဆုံးသူ့ကောက်ထဲဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်စာရိုက်လိုက်ပေါ့နော် Good morning ဆိုတော့ရိုက်လိုက်ပေါ့နော်Good morning လို့ရိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအပြအောင်စာကြောင်းလေးကိုဖိလိုက်ပါဒီလိုဆိုလို့ရှိရင်တော့ကိုကဒီမှာရှိတဲ့အသေးလေးလည်းထည့်လို့ရတယ်ပေါ့နော်အသေးပုံလေးလည်းထည့်လို့ရတယ်ကျန်တဲ့တခြားဟာလေးလည်းထည့်လို့ရတယ်နောက်တစ်ခုကဒီမှာဒီအောက်အပေါ်ကစာကြောင်းလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကိုကဒီမှာရက်နဲ့တိတ်နဲ့ပေါ့နော်မနက်ဖြန်မှဆိုလို့ရှိရင်ကိုကဘယ်နှစ်နာရီပို့ခြင်းလဲဘယ်လိုမျိုးပေါ့နော်ဒီမှာနိုင်လေးနဲ့တိုင်မဲ့လှုပ်ထားလို့ရပါတယ်ဒါဆိုရင်တော့မနက်ဖြန်ဆိုလို့ရှိရင်ကိုကပို့စရာမလိုတော့ဘူးတခါလေးပေါ့နော်သူ့အလိုလျောက်ဒီလိုလေးပြင်ဆင်ထားလို့ရှိရင်မနက်ဖြန်ဆိုသူ့အလိုလျောက်ပို့ပြီးသားဖြစ်သွားပြီပေါ့နော်ဒီနည်းလမ်းလေးကိုလုပ်ကြည့်ပါကိုချစ်သူကိုကောင်မလေးတွေကိုဒီလိုမျိုးပို့ကျင်နေဆိုလို့ရှိရင်တော့စာလေးတွေအမြဲပို့ကျင်နေဆိုတော့ဒီနည်းလမ်းလေးကိုလုပ်ထားပါလုပ်ထားလို့ရပါလိမ့်ရှင်နောက်တစ်ခုကဒီအောက်ကလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူ့ရှိမှာပေါ့နော်ကိုကစာပို့လိုက်တယ်ဆိုလို့ရှိရင်ဖြည့်လိုက်ပါဖြည့်ပြီးတော့ဒီမှာအသေးပုံလေးနဲ့လုပ်လိုက်ဒါဆိုရင်တော့ဒီမှာအသေးလေးနဲ့ပေါ့နော်ဒီလိုမျိုးလေးထွက်လာမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်သူ့ကိုပို့လိုက်ပါဒီလိုပုံစံလေးပဲထွက်လာမှာပဲဖြစ်ပါတယ်ဒီနည်းလမ်းလေးကိုသွားလုပ်ကြည့်ပါအားလုံးပဲအဆင်ပြေကြပါလိမ့်ရှင်